ဟုတ်ကဲ့ပါအခုတော့ဒီ6တန်းပေါ့နော် G6 သင်္ချာ1မှာသင်ရမယ်ပထမဆုံးသင်ရမယ်ဟာလေးပေါ့နော်သူက G6 chapter 1 G6 သင်္ချာ1မှာဆိုလို့ရှိရင်အခန်း1ကနေ6ထိပါတယ်ပေါ့နော်အဲ့တော့အခန်း1ထဲမှာဆိုလို့ရှိရင်တဘာဝကိန်းနဲ့အပြည့်ကိန်းများအကြောင်းလေ့လာမှာဖြစ်ပါတယ်အဲ့ဒါဆိုတဘာဝကိန်းများဆိုကြည့်အောင်နော်တဘာဝကိန်းများဆိုတာကဆရာမကတော့အတူကောင်းမှတ်ထားတယ်ပေါ့နော်ဘယ်လိုမှတ်ထားလဲဆိုတော့တဘာဝကိန်းများဆိုတာတဘာဝအတိုင်းပေါ်ပေါက်လာတဲ့ဟာမျိုးကိုပြောတာတဘာဝအတိုင်းလို့ဘာလို့ပြောတာလဲဆိုတော့ရှေးခေတ်ကလူတွေကပေါ့ကိုရီရဲ့ပိုင်ဆိုင်မှုသူတို့ရဲ့ပိုင်ဆိုင်မှုဥမာမွေးမြူရေးလုပ်တယ်ကုန်ပစ္စည်းတွေလုပ်တယ်အဲ့ပိုင်ဆိုင်မှုတွေကိုသူတို့ကရည်တွက်တယ်ပေါ့နော်ဥမာတိုးဘဏ္ဍကောင်ရှိတယ်ကျွဲဘဏ္ဍကောင်ရှိတယ်အဲ့လိုမျိုးရည်တွက်ချင်တယ်ပေါ့ရည်တွက်ချင်တယ်ဆိုလို့ရှိရင်အိုတကောင်ရှိတယ်ဆိုရင်ကြောက်တန်ရံပေါ်မှာတစ်ချက်ချစ်တယ်နှစ်ကောင်ရှိရဆိုရင်နှစ်ချက်သုံးကောင်ရှိရဆိုသုံးချက်ပေါ့အဲ့လိုမျိုးတကောင်သေသွားတယ်ဆိုဒီလိုတစ်ချက်ဖြတ်လိုက်တယ်ပေါ့အဲ့လိုမျိုးလေးမှတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့လိုသဘာဝအတိုင်းပေါ်ပေါက်လာတဲ့ကိန်းမို့လို့သဘာဝကိန်းလို့ခေါ်တာပေါ့အဲ့ဒါကြောင့်မို့လို့သဘာဝကိန်းကြီးရဲ့အစားကဘယ်အစလဲဆိုလို့ရှိရင်တစ်ကနေစပါတယ်1 2 3 4ဆိုပြီးတော့သတ်မှတ်တယ်ပေါ့နော်အဲ့တော့တစ်ကနေစတယ်ဒီဟာကအရာဝတ္ထုတွေကိုရည်တွက်တဲ့အခါမှာအသုံးပြုတဲ့ကိန်းမို့လို့သူ့ကိုရေတွက်ကိန်းလို့လည်းခေါ်တယ်ပေါ့နော်ရေတွက်ကိန်းလို့လည်းခေါ်တယ်ရေတွက်ကိန်းလို့လည်းခေါ်တယ်တစ်ကနေစတယ်ပြီးတော့သူ့မှာဆိုရင်တစ်ကနေ3ပြီးတော့3 4 5 6ခုအဲ့လိုမျိုးအစင်လိုက်တော့တာဖြစ်တဲ့အတွက်သူ့မှာအကြီးဆုံးကိန်းဆိုတာမရှိဘူးပေါ့နော်အကြီးဆုံးသဘာဝကိန်းလို့မရှိပါဘူးသူကအဆုံးမရှိပါဘူးเนาะအစမရှိအဆုံးမရှိပါဘူးเนาะအကြီးဆုံးသဘာဝကိန်းမရှိပါဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်ဒီမှာသူဖတ် definition ပြောပြထားတယ်ပေါ့နော်ရှင်းပြချက်တွေပြောပြထားတယ်ကျွန်တော်တို့ကသတင်းတစ်ပတ်မှာရက်ပေါင်း9ရက်ရှိရဆိုပြီးတော့ရည်တွက်လို့ရတယ်ပေါ့ရက်ပေါင်း9ရက်ရှိရမြန်မာစာမှာဆိုလဲပြည်33ခုရှိရဆိုပြီးတော့ရည်တွက်တယ်ပေါ့တရားစင်မှာဆိုလဲ12ခုရှိရဆိုပြီးတော့ရည်တွက်တယ်အဲ့ခါကျတော့အဲ့လိုကိန်းတွေအကုန်လုံးအဲ့လိုရည်တွက်လိုက်တဲ့ကိန်းတွေအကုန်လုံးတဘာဝကိန်းလို့ခေါ်တယ်နောက်တစ်မျိုးကရည်တွက်ကိန်းလို့လည်းခေါ်တယ်ပေါ့ဒါဆိုတမတ်တန်မေးလို့ရတယ်တဘာဝကိန်းတွေကိုရည်တွက်ကိန်းဟုလည်းခေါ်သည်ပေါ့အဲ့လိုမျိုးဆိုမမှန်လည်းရေးလို့ရတယ်တဘာဝကိန်းတွေကိုကွက်လက်ဟုလည်းခေါ်သည်ဆိုရင်ဒါရည်တွက်ကိန်းကိုကွက်လက်ထားပြီးတော့လည်းမေးလို့ရတယ်ပေါ့နော်အဲ့တော့တဘာဝကိန်းထဲမှာအကြီးဆုံးတဘာဝကိန်းဆိုပြီးတော့မရှိပါဘူးပေါ့နော်အဲ့တော့ရှိရလို့ပြောရဲဆိုရင်မှားတယ်လို့ပြောလို့ရတယ်တဘာဝကိန်းတွေကတစ်ကနေစပါတယ်เนาะနောက်တစ်ခုကကြတော့အဲ့လိုတဘာဝကိန်းနှစ်ခုကိုနှုတ်လိုက်မယ်ပေါ့နှုတ်လိုက်မယ်ဥမာကျွဲ3កောင်ရှိတယ်3កောင်သေသွားတယ်အဲ့ဒါဆိုရင်ကျွဲမရှိတော့တကောင်မှမရှိတော့တကောင်မှမရှိတော့ဖော်ပြဖို့အတွက်ဆိုရင်ဒါရည်တွက်ကိန်းတစ်ကနေစတာပြောထားတဲ့အတွက်ဒီတကောင်မှမရှိတော့ဖော်ပြဖို့အတွက်ဘာမှရှိမနေဘူးပေါ့နော်မရှိနေတဲ့အတွက်3ညဆိုတာလေးကိုတီထွင်လိုက်တယ်ခေါ်တော့3ညလို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ3ညဆိုပြီးတော့ထည့်ပြီးတော့တဘာဝကိန်းထဲမှာလာပြီးတော့ပေါင်းဆက်လာတဲ့ဟာ3ညလေးကိုကြတော့3ညပါဝင်တဲ့ကိန်းကိုကြတော့ဘာလို့ခေါ်လဲဆိုတော့အပြည့်ကိန်းဟိုးနံပါလို့ခေါ်တယ်ပေါ့နော်အဲ့တော့တူညီရဲ့တဘာဝကိန်းနှစ်ခုကိုနှုတ်လိုက်မယ်ရလက်ကိုတဘာဝကိန်းနဲ့ဖော်ပြလို့မရဘူးပေါ့နော်အဲ့တော့ဥပမာဒီမှာဆိုဥပမာသူပြထားတယ်ချိုးချင်းထည့်ထားတဲ့ဘူးတွေကနေချိုးချင်းတွေအကုန်လုံးထုတ်လိုက်မယ်အဲ့ဒါဆိုဘူးထဲမှာချိုးချင်းတစ်လုံးမှမရှိတော့ဘူးပေါ့အဲ့တစ်လုံးမှမရှိတော့ဖော်ပြဖို့အတွက်ဆိုလို့ရှိရင်တဘာဝကိန်းထဲမှာအသုံးပြုလို့မရတော့ဘူးဘာလို့ဆိုတော့တဘာဝကိန်းတစ်ကမှစတာကိုတစ်ဆိုတာအနည်းဆုံးတစ်ခုရှိရမယ်ပေါ့အဲ့ခုကလုံးဝမရှိတော့ဘူးဆိုတာဖြစ်တယ်အဲ့တော့တဘာဝကိန်းကိုသုံးလို့မရတော့အဲ့တော့ဒီရလက်ကိုဖော်ပြဖို့အတွက်3ညဆိုတာကိုတီထွင်တယ်3ညဆိုပြီးတော့ဒီစလုံးလေးကိုတီထွင်လိုက်တယ်3ညလို့လည်းခေါ်လိုက်တယ်ပေါ့နော်အဲ့တော့ရှိနေတဲ့ငကိုသဘာဝကိန်းတန်းတွေထဲကနေ3ညကိုထပ်ပြီးတော့ဖြည့်စွတ်လို့ရရှိလာတဲ့ကိန်းတွေကိုအပြည့်ကိန်းလို့ခေါ်တယ်အဲ့တော့အပြည့်ကိန်းက3ညကနေစပါတယ်3ညကနေစတယ်ဒါတစ်ကနေစတယ်ပေါ့နော်သူ့ကိုတော့ရေတွက်ကိန်းလို့မခေါ်ဘူးအပြည့်ကိန်းလို့ပဲခေါ်တယ်သူ့မှာလည်းအတူတူပဲ3ညကနေစလာပေးမယ်3ညကနေစပြီးတော့အဆုံးမရှိထိသွားပါတယ်အပြည့်ကိန်းမှာလည်းအကြီးဆုံးအပြည့်ကိန်းဆိုတော့မရှိပါဘူးเนาะပါပြီအဲ့ဒါဆိုရင်ဒီအခန်း1ရဲ့တဘာဝကိန်းနဲ့အပြည့်ကိန်းရဲ့အကြောင်းတွေကိုရှင်းပြပြီးသွားပြီဆိုလို့ရှိရင်ဒီအခန်း1ရဲ့လေ့ကျင့်ခန်း 1.1 ပေါ့နော်1.1မှာရှိတဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်လို့ရပါတယ်အဲ့တော့အငယ်ဆုံးတဘာဝကိန်းကိုဖော်ပြပါဆိုတော့အငယ်ဆုံးတဘာဝကိန်းလို့ပြောထားတဲ့အတွက်အငယ်ဆုံးတဘာဝကိန်းက1ဖြစ်ပါတယ်အပြည့်ကိန်း8ခုကိုဖော်ပြရလို့ပြောတော့အပြည့်ကိန်းလို့ပြောထားတဲ့အတွက်3ညကစားပါမယ်3ညကနေပြီးတော့မှ1 2 3 4 5 6 8ခုရေးလို့ရပါတယ်အငယ်ဆုံးအပြည့်ကိန်းငယ်ဆုံးပြည့်ကိန်းလို့ပြောထားတဲ့အတွက်ငယ်ဆုံးပြည့်ကိန်းက3ညဖြစ်ပါတယ်။နှစ်နဲ့8ကြားရင်တဘာဝကိန်းမြရှိတဲ့နီ၎င်းတို့ကိုဖော်ပြပါဆိုလို့ရှိရင်နှစ်နဲ့8ကြားဆိုတော့2 3 4 5 6 8နှစ်နဲ့8ကြားလို့ပြောထားတဲ့အတွက်ဒီမှာ9လုံးရှိပါတယ်1 2 3 4 5လုံးရှိပါတယ်9လုံးရှိရဲ့အဲ့၎င်းတို့က3ကနေခွန်ထိရေးပေးရပါမယ်နော်9နဲ့ဆုံးတော့ကဏန်း6လုံးပါသည့်အငယ်ဆုံးအပြည့်ကိန်းကိုရှာပါတဲ့เนาะအပြည့်ကိန်းလို့ပြောထားတဲ့3ညတွေကိုထည့်ပြီးတော့စဉ်းစားလို့ရတယ်ပေါ့နော်
9နဲ့ဆုံးတော့ကဏ္ဍ6လုံးပါတဲ့အငယ်ဆုံးကိန်းအငယ်ဆုံးအပြည့်ကိန်းအဲ့တော့ကဏ္ဍ6လုံးပါလို့ပြောထားတဲ့အတွက်ရေးရမယ့်ကဏ္ဍကအရေးအတွက်က6ခုရှိတယ်9နဲ့ဆုံးတယ်လို့ပြောရတဲ့အတွက်နောက်ဆုံးက9ဖြစ်ပါတယ်အဲ့တော့ကိန်းကဏ္ဍရဲ့အစာ3ညနဲ့စလို့မရဘူးပေါ့နော်3ညဆိုတာဘာမှမရှိဘူးလို့ပြောထားတဲ့အတွက်ဒီမှာ9လုံးရှိတဲ့အတွက်9လုံးတန်ဖိုး9လုံးစာတန်ဖိုးကတော့ရှိရမယ်အဲ့တော့ရှေ့ဆုံးကိန်းက3ညစလို့မရဘူးအဲ့တော့3ညထက်တစ်ခုကြီးတာက1ဖြစ်ပါတယ်အပြည့်ကိန်းလို့ပြောရတဲ့အတွက်ဂျားထဲမှာ3ညတွေသုံးလို့ရတယ်အငယ်ဆုံးက3ညဖြစ်တဲ့အငယ်ဆုံးကိုသုံးတာပါဒီလိုမျိုးလေးဖြစ်ပါမယ်နောက်ပြီးတဲ့ခါကျတော့နှစ်ဖြင့်ဆုံးတော့ကဏ္ဍ6လုံးပါသည့်အကြီးဆုံးအပြည့်ကိန်းကိုပြောတာเนาะအဲ့တော့နှစ်နဲ့ဆုံးတာကဏ္ဍ6လုံးပါတဲ့အကြီးဆုံးအပြည့်ကိန်းဆိုတော့နှစ်နဲ့ဆုံးတဲ့6လုံးပါလို့ပြောထားတဲ့အတွက်6နေရာရေးရမယ်နှစ်နဲ့ဆုံးတယ်လို့ပြောရတဲ့အတွက်နှစ်ပါမယ်အကြီးဆုံးအပြည့်ကိန်းဆိုတော့အပြည့်ကိန်းထဲမှာ3ညနေ9ပြီးတာနဲ့10ဆို1နဲ့3ညနဲ့ပြန်ပါလာတာဖြစ်တဲ့အတွက်ကိန်းကဏ္ဍတစ်ခုအနေနဲ့ဆိုရင်ကြီးတာအကြီးဆုံးက9ဖြစ်ပါတယ်အဲ့တော့အကြီးဆုံးလို့ကျွန်တော်အကုန်လုံးအကြီးဆုံးကိန်းတွေပဲထည့်လိုက်မယ်9ဆိုပြီးထည့်လိုက်ရင်ရပါပြီနောက်တစ်ခုကကြတော့6 3ည35ကဏ္ဍများကိုအသုံးပြုပြီးတော့ရရှိမယ်အငယ်ဆုံးအပြည့်ကိန်းနဲ့အကြီးဆုံးအပြည့်ကိန်းများကိုရှာပါတဲ့ကိန်းတစ်လုံးရေးတဲ့အခါကဏ္ဍတစ်ခုစီကိုတစ်ချိန်သာသုံးပါတဲ့သုံးရမှာက6 3ည35ဖြစ်ပါတယ်အဲ့တော့6 3ည3 5ကိုသုံးရမှာပါရေးရမှာကအငယ်ဆုံးအပြည့်ကိန်းအငယ်ဆုံးအပြည့်ကိန်းเนาะအဲ့တော့ဒီဟာတွေထဲမှာဆိုအငယ်ဆုံးက3ညဖြစ်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့၄လုံးမှာဆိုရင်3ညအငယ်ဆုံးဆိုပြီး3ညကိုထားလိုက်ရင်တန်ဖိုးက၄လုံးစာတန်ဖိုးမရှိတော့ဘူးအဲ့တော့သူ့ထက်ငယ်တာသူ့ထက်တစ်ခုကြီးတဲ့ဟာပေါ့တစ်ဆင့်ကြီးတဲ့ဟာပေါ့တစ်ဆင့်ကြီးတဲ့ဟာဆိုရင်3ဖြစ်တယ်အဲ့တော့3ကိုရေးလိုက်မယ်ပြီးတော့ခုနငယ်တဲ့3ညလေးကိုပြန်ထည့်လိုက်မယ်5 6ပါပြီးတော့အကြီးဆုံးအပြည့်ကိန်းအကြီးဆုံးအပြည့်ကိန်းဆိုရင်တော့ကြီးဆုံးကဏ္ဍကနေစပြီးရေးရပါမယ်ကြီးဆုံးအပြည့်ကိန်းပေါ့နော်အဲ့တော့အကြီးဆုံးကဏ္ဍက6 3ည35မှာဆိုအကြီးဆုံးက6ဖြစ်တယ်အဲ့တော့6ကစရေးမယ်6ပြီးရင်5ပြီးရင်3ပြီးရင်3ညဖြစ်ပါတယ်အဲ့ဒါဆိုရင်6530ကအကြီးဆုံးအပြည့်ကိန်းဒီကဏ္ဍ3 4ခုကိုသုံးထားတဲ့အကြီးဆုံးအပြည့်ကိန်းကဒါပေါ့နော်အငယ်ဆုံးအပြည့်ကိန်းကဒီဟာဖြစ်ပါတယ်ကဲအားလုံးပဲတွက်ကြည့်ပြီးတော့comment မှာလာပြီးတော့ပုံလေးလာပြပေးလို့ရပါတယ်